န်သူမှာမိန်လန်းမယူတဲပေါက်တဲ့ရတနာမိန်လန်းမကြောကက်မှာရှိတဲ့ငမိုးရရှစ်လန်းအပိုင်း3မှာရှိတဲ့လုံးဝရှယ်ပြင်ဆင်ပေးထားတဲ့ခန်းလေးနဲ့အကြောင်းမိတ်ဆက်ပေးပါစီရှင်ဒီခန်းလေးကတော့12ပေခွဲ50ရှိပြီးတော့ fully furnished ကိုမှ fully decorate လည်းပြင်ဆင်ပေးထားတယ်။ပါကစ်အထူသားကိုအပြည့်ခင်းပေးထားတယ်။တန်မန်းဆက်ရှိတ်ပတ်ပတ်လည်းတက်ပေးထားတယ်။ဆိုဖာစတီတွေပါတယ်။ AC တွေပါတယ်။ဘေးမှာဆိုလို့ရှိရင်လည်းကိုရီးယားလိုက်ကအလှလေးလုပ်ပေးထားတယ်။အိတ်ခမ်းတစ်ခမ်းပါပါမယ်ရှင်။မီလုံးမီဆိုင်နေပကြီးကအလှတွေနေရင်ခက်အလှတွေနဲ့တိရှာလေးကိုလုပ်ပေးထားပါတယ်ရှင်။အခန်းလေးကတော့တော်တော်လေးလက်မိုက်တယ်။ငမိုးရရှစ်လန်းအပိုင်း3မှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ညီမတို့တင်ငန်းကျွန်းမြို့နယ်ငမိုးရရက်ကွက်မှာရှိတဲ့အခန်းလေးလည်းဖြစ်ပါတယ်ရှင်။အခန်းထဲမှာဆိုလို့ရှိရင်လည်းဂရီနေမှုရတွေမှန်တင်ခုံလေးကအစအကုန်လုံးကိုထည့်ပေးထားပါတယ်ရှင်။ကစ်ချင်ကန်နဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတဲ့ကစ်ချင်ကောင်တာတွေကစ်ချင်ကပ်ပနက်တွေပါပါမယ်ရှင်။အခန်းလေးရဲ့ခေါ်စလေးကိုလည်း1420ညှိနှိုင်းလေးနဲ့ရောင်းချပေးသွားမယ့်အခန်းလေးပဲဖြစ်ပါတယ်ရှင်။အခန်းလေးကတော့ဒုတိယထပ်လေးလည်းဖြစ်တယ်တော်တော်လေးလည်းပြင်ဆင်ပေးထားတဲ့အခန်းလေးလည်းဖြစ်ပါတယ်ရှင်။တော်တော်လေးလည်းမိုက်ပါတယ်အခန်းလေးကတော့ညီမတို့ဒီအခန်းလေးကို1420ညှိနှိုင်းလေးနဲ့ရောင်းချပေးသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမရဲ့ကစ်ကီရီရဲ့ estate ကိုဆက်သွယ်ဆောင်စမ်းပေးနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။